လေမွန်ရောင်တန်းနေတဲ့ကောင်းကင်မြင့်ကြီးရဲ့အောက်မှာရှိနေတဲ့အပျက်စီးတင်နဲ့ပြည့်နေတဲ့နေရာတစ်ခုမှာနေရောင်စပင်ရှိနေဝင်းရုံရှိတစ်ခုကိုဆင်ထားတဲ့လူတစ်ယောက်ကရှင်နေနေတယ်။အခုသူရောက်နေတဲ့နေရာကိုတော့ငရေရဲ့အနက်ရှိုင်းဆုံးနေရာလို့တောင်ခေါ်ရလောက်တယ်။ဆင်းရဲဒုက္ခတွေရဲ့အဆုံးသတ်တွေနဲ့ပြည့်နေနေတဲ့အရေးဝင်ကဘာလို့ခေါ်တယ်။အရေးကဘာတွေဟာလူသားမျိုးနွယ်တွေရဲ့ဆိုင်ရမယ်အန်ဒီမဝင်ကဘာတွေပဲဖြစ်ကြပါတယ်။ဒီအချိန်မှာပဲအဲ့လူကခြေတလန်းလှမ်းလိုက်ပြီးကြောက်ခိုင်းထွက်ခွာသွားတယ်။အဲ့ဒီနောက်မှာတော့သူဟာအခုငွေတွေအပျက်စီးတင်နဲ့ပြည့်နေတဲ့နေရာတစ်ခုမှာရပ်ပြီးတနေရာကိုလှမ်းကြည့်လိုက်တယ်။တစ်ဖက်မှာရှိနေတာကတော့အေယာမခန္ဓာကိုယ်ကြီးနဲ့အတောင်ပံနှစ်ခုပါရှိပြီးမျက်လုံးသုံးလုံးကိုပိုင်ဆိုင်ထားတဲ့အေယာမနဂါးကြီးတစ်ကောင်ဖြစ်ပြီးသူရှိမှရှိနေတဲ့ရန်သူတွေကိုဒေါသတကြီးဟေးဟောက်နေတာတွေ့ရပါတယ်။ရဲရင်းလိုက်တာဒီနဂါးကြီးကတော့အောက်ကပြန်အစဉ်ဖြက်စီးခြင်းနဂါးဖြစ်တဲ့ဘရိုမီယာနပိုလီတန်ပဲဖြစ်ပါတယ်။နဂါးကြီးကသူရှိမှရှိတဲ့ရန်သူတွေကိုဒေါသတကြီးဟေးဟောက်နေတယ်။မင်းတို့လူသားလေးတွေကများငါ့ကိုစန့်ကျင်ရဲနေတယ်လား။အဲ့ဒီအချိန်မှာခုနကလူကတော့အတိတ်ကကြဆုံးသွားခဲ့တဲ့သူ့ရဲ့အပေါင်းပါတငယ်ချင်းတွေကိုပြန်လည်အမှတ်ရပြီးတွေးနေခဲ့တယ်။10နှစ်တာအတွက်အဲ့ဒီနောက်မှာသူကဒါကအဆုံးသက်ပဲနပိုလီတန်ငါမင်းကိုအဆုံးသက်ပြီးနောက်ဆုံးမှာဒင်ငယ်ရဲ့အဆုံးသက်ရမယ့်အရာတစ်ခုကိုပေးမယ်လို့နဂါးကြီးကိုပြောလိုက်တယ်။နဂါးကြီးကအော်ဟေးဟေးဟောတောင်းကျမ်းနေသလိုကြောက်ဆက်ကြောင်းနာတွေကလည်းလင့်ပြန်ထပ်လို့နေတယ်။အဲ့ဒီအချိန်မှာထိုလူကတော့သူ့ရဲ့မော်ပညာကိုတိုးတုံပြီးနဂါးကြီးကိုတိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။အဲ့ဒီနောက်မော်ဆွဲအနေနဲ့လက်သီးကိုဆုပ်လိုက်ပြီးပြောလိုက်တယ်။နောက်ဆုံးဖို့စစ်စစ်ချင်းကပြီးသွားပြီ။သူကအပေါင်းပါတရေကောင်းတွေကိုအော်ပြောလိုက်တယ်။သူ့ရဲ့နှာခေါင်းအတန်ကိုငါချစ်ပြီးပြီ။အဲ့ဒီအချိန်မှာဒိုင်းတစ်ခုနဲ့ဓာတ်တစ်လက်ကိုကင်ထားပြီးအစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့သပင်ဝါနဲ့လူကကောင်းတယ်လောက်တော့တော်တယ်ဒစီယာလို့ပြောလိုက်ပါတယ်ထိုလူရဲ့နာမည်ကဒစီယာဖြစ်တယ်လို့သိရတယ်အဲနောက်မှာနောက်ထပ်တရေကောင်းမြတ်စွာကတိုက်ပွဲညာတယ်မေးပြီးတိုက်ခိုက်ကြတယ်ဒါကအဆုံးသတ်ပဲကွသူ့ကိုအဆုံးသတ်ပေးလိုက်ကြငကားကြီးနဲ့လူသားမျိုးနွယ်ရဲ့တရေကောင်းတွေကြားမှာပြည့်ထန်တဲ့တိုက်ပွဲကအချိန်တစ်ခုတည်းတိုင်အောင်ဖြစ်ပွားနေခဲ့ပါတယ်အဲနောက်မှာတော့ငကားကြီးရဲ့အော်ဒန်ထွက်ပေါ်လာတယ်မဖြစ်နိုင်တာပဲတိုက်ပွဲပြီးဆုံးသွားချိန်မှာတော့တောင်တန်းတွေကဆုတ်ပြတ်နေပြီးမြေပြင်မှာလည်းအခိုးငွေတွေတူတူလူထွက်လို့နေတယ်။ဒစီယာနဲ့သူ့လူတွေရဲ့ရှေ့မှာတော့လဲပြကြနေတဲ့ငကားကြီးကရှိလို့နေပါတယ်။ကောင်းကင်မြင်ကတော့လေမွေရောင်အဖြစ်ရှိနေစေပဲဖြစ်ပြီးတိမ်တိုက်ဒီမှာပါအယောင်လေးဆွန့်ထင်းလို့နေတယ်။ဒစီယာအပါဝင်လူ6ဦးဟာမငြိမ်ညာတဲ့ကြောင်တုံးတွေရှိတဲ့မြေပြင်ထက်မှာဝိုင်းဖွဲ့ထိုင်နေခဲ့ကြတယ်။အဲအချိန်မှာပဲအလင်းတော်သူတော်စင်တို့ခေါ်တဲ့နိုင်ရာဖဲကအားလုံးလုံးဆောင်တာတော်တယ်။ငါတို့ကဘာကြီးကိုကဲတင်နိုင်ခဲ့ပြီလို့အထပြောလိုက်တယ်။တုတ်ခိုင်တန်မာတဲ့စက်သားအဖုဒိတ်တွေကိုပိုင်ဆိုင်ထားပြီးရင်ဘတ်မှာတားရဲ့အယူကောင်းချုပ်ကိုဝစ်ဆင်ထားတဲ့ Eastern ဘီယန်ဒေါနိုဗန်အဆိုင်လန်ကလည်းပြောလိုက်တယ်။ဘာလို့ရှင်းနေပြီးဆုံးကြောင်းစာတက်မလာလဲဆိုတာငါသိချင်တယ်။ဒါကငကားကိုတက်ရမယ်အရေးကဘာရဲ့ဥတီချက်တောင်းဝင်မဟုတ်ဘူးလား။အလင်းနာသူတော်စင်ကပြန်ဖြေတယ်။မင်းမှန်တယ်။တာဝန်တစ်ချိန်ပြီးမြောက်တာနဲ့ငါတို့တွေအမြဲပြန်ပို့ခတ်နေကြပဲ။ဒါပေမဲ့ဒီနေရာကတော့ကွဲပြားပြီးတာမန်စီးမြင့်တွေကိုလိုက်နာတယ်မဟုတ်ဘူး။ငါတို့နည်းနည်းတော့စောင့်ရမယ်ထင်တယ်။ခရရဝင်းရောင်တဲ့လူကလည်းပြောတယ်။လူတန်း150တီလာပြီးငါတို့6ယောက်ပဲအသက်ရှင်ခဲ့တာပေါ့။ဒါဆိုကြံရတဲ့နှုန်းက0.0000004ရာခိုင်နှုန်းပဲဘလို့တော့အနည်းဆုံးဒီမှာကိန်းကနေရလေသူကတော့ညှော်စင်သခင်ဖြစ်သူအသိပညာသူတော်စင်ဂျိုဒတ်အရီယမ်ပဲဖြစ်ပါတယ်ဘေးမှာရှိနေတဲ့သပင်းရှင်နဲ့ပန်းရောင်ကိုဝစ်ဆင်ထားတဲ့ကောင်မလေးကပြောတယ်အတော်ပွင့်တဲ့တွက်ချက်မှုတွေကိုလုံးမိစမ်းပါနဲ့ဟာအဲ့ဒါကတရားကနေပြီးပြန်ခေါ်နိုင်တဲ့ဟာမဟုတ်ဘူးညှော်စင်သခင်ကဆက်ပြောတယ်ဘလို့ဖြစ်ရမျိုးပဲဖြစ်ပေါ်လာပါစေဘာတွေဖြစ်နေလဲဆိုတော့ကိုနားလည်ဖို့တော့ငါတို့စူးစမ်းတင်တယ်69ရာခိုင်နှုန်းသောမှော်စရာတွေအများကြီးတည်ဆုံခဲ့တာကြောင့်ပို့ပြီးတော့တိမ်ဆောင်မခံနိုင်ဘူးငါတို့ဘာမှနေလဲဆိုတာကိုအတိအကျနားလည်နေဖို့လိုအပ်တယ်ဒီအချိန်မှာပဲဒစီယာကထားပါဘာပဲဖြစ်ကဘာကိုကတင်နိုင်ခဲ့တာကြောင့်အခုချိန်မှာအဆင်ပြေပြေနေသေးတယ်လို့ပြောလိုက်ပါတယ်သူတို့ပြောဆိုနေတာတွေကိုစပင်ရှင်နဲ့ငွေရဝှစုံကိုဝှစင်ထားတဲ့ကောင်မလေးကကြော်လုံးထပ်မှထားပြီးကြည့်နေခဲ့တယ်ပန်းရောင်တဲ့ကောင်မလေးကအလင်းနာသူတော်စင်ကိုပြောလိုက်တယ်ရာဖေနင်းသာဒီမှာမရှိရင်တော်တော်ကြီးခက်ခဲလောက်တယ်အလင်းနာသူတော်စင်ကပြန်ကျင်တယ်ဟမ်ဒါအမှန်မဟုတ်ဘူးမင်းတို့ကိုကောက်ွယ်ပေးရတာကသူရဲကောင်းစစ်တီတူအနေနဲ့ငါတို့ရမယ့်အစိပ်ပိုင်းတစ်ခုပဲစာတစီယာကဒါငါထပ်ဖို့ကြီးမားတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့တာအစ်စတာမန်ဘီယန်ကလည်းပြောတယ်အမှန်ပဲဒစီယာရှိမနေငါတို့ရှုံးတော့ရှုံးသွားနိုင်တယ်ဒီလိုပြောလိုက်ချိန်မှာဒစီယာတယောက်ကတော့ရှက်ကိုရှက်ကန်ဖြစ်နေခဲ့ပါတယ်ညရင်တခင်ကပြောပြတယ်မှန်တမ်းပြောရင်ငါမင်းကိုအရင်သိမယ်ထင်နေတာမင်းမှာပစ္စည်းအကူအညီရှိရဆိုရင်တော့အဆင့်3မော်ဆက်ဝိုင်းမော်စရာဖြစ်တဲ့မင်းကဘလို့လုပ်ပြီးငကားအတန်မှုတ်ပုံစံကိုစီစဉ်နိုင်ခဲ့တာလေပြီးတော့စွမ်းချက်ပိတ်တာကိုရောဘလို့လုပ်ပြီးသိနေတာလေဒါကအစင်းမြင့်စီစီချင်းစကေးတိုးတက်လာမှုဆိုရင်တော့အစင်းခုနှစ်မော်စရာတူတော့လုံနိုင်တဲ့အရာမျိုးမဟုတ်ဘူးငါတော့ဘယ်တော့မှဒါမျိုးကိုတွေးခဲ့ဘူးမင်းမှာအဲ့လောက်စွမ်းရည်တွေအများကြီးရှိနေတာဘာဖြစ်လို့အခုထက်ထိအဆင့်3မော်ဆက်ဝိုင်းမော်စရာပဲဖြစ်နေသေးတာလဲအားလုံးကဒစီယာကိုသိကျင်စိမ့်နဲ့ဝမ်းမိမိမြန်ကြတယ်ဒစီယာကလည်းပြန်ပြေးတယ်ကျွန်တော်ကတာမန်ရက်သားမှုဘယ်တော့မှအပြည့်အဝလေ့ကျင့်သင်ကြတာကိုမလုပ်ခဲ့ရတာကြောင့်လေကျွန်တော်သာစနစ်တကျလေ့ကျင့်သင်ကြားခဲ့ရရင်ဒီနေ့လူတွေအများကြီးကိုပို့ပြီးကတ်တင်နိုင်ခဲ့လောက်မှာပြောရင်တခင်ကပြောတယ်ဒါဝမ်းနေကြပဲမင်းတို့မျှော်စင်မှာဆိုရင်အစုံမဲ့ထောက်ပံ့နေဝေရခဲ့မှာဒီအချိန်မှာပဲအလင်းတော်လူတော်စင်ကဂျားကနေဝင်ပြောလိုက်တယ်ကောင်းပြီအတိတ်ကအကြောင်းလေးကိုပြောတာတော်ကြရအောင်ဒီအချိန်ငါတို့ရဲ့ကဘာကိုပြန်လာနဲ့ခံရတဲ့ကျူစုမှုတွေခံရမယ်ပုံပဲအခုကစပြီးမင်းတို့တွေဘာလုပ်ကြမလဲအလင်းတော်လူတော်စင်ရဲ့အမေကိုအစ္စတမန်ပြင်ကပြပြတယ်ငါကလှည့်လည်သွားလာမယ်ကြာဆုံးသွားတဲ့ငါရဲ့ရဲဘော်ရဲဘက်တွေရဲ့စာတီကိုသွားလဲမယ်သူတို့ရဲ့ပန်ဆိုင်တဲ့ပစ္စည်းတွေကိုသူတို့ရဲ့မိသားစုတွေစီကိုပြန်သွားပေးမယ်သူတို့ရဲ့တရားတတိကိုတော့ငါထောက်ရအမြဲမှတ်ရနေမှာပန်းရောင်တဲ့မိန်းကလေးကလည်းဖြေတယ်ငါကနောက်ပိုင်းနိုင်ငံကိုပြန်မယ်
ပြီးတော့ကွယ်လွန်သွားတဲ့သူတယောက်ချင်းစီတိုင်းရဲ့မိသားစုတွေကိုတက်တောင့်တက်တာအဆင်ပြေအောင်လုပ်ပေးမယ်ဒီနေရာမှာအသက်တွေချခင်းပေးထားတဲ့သူတွေအားလုံးအတွက်သူတို့ရဲ့အမှတ်တရတွေကိုသာမျှဝေပြီးသူတို့တွေဝမ်းသာမယ်ဆိုတာငါတေချာပြောရတယ်ပြောစေတဲ့ခင်ကတော့ငါကအဖန်မန်တလဲလဲဖြစ်ပေါ်နေတဲ့အရေးဝင်ကဘာတွေကိုတားဆီးဖို့ဖြစ်နိုင်ခြေတွေအားလုံးကိုသူတည်တနာလုပ်မယ်ဘာလို့ဆိုရင်အရေးဝင်ကဘာတာအခုလိုအတိုင်းအတာပမာဏနဲ့တစ်ချိန်ထပ်ပေါ်လာခဲ့ရင်ငါတို့ဒီရဲ့ကဘာတွေအဆုံးသတ်ဖြစ်သွားလိမ့်မယ်လို့ပြန်ပြေးတယ်အလင်းနာတော်စင်ကမေးလိုက်တယ်မင်္ဂလိအဂျက်စကာရောဘာလို့မလဲဝေအောင်ဝတ်စုံနဲ့မင်္ဂလိကတစ်ချက်ကြည့်လိုက်ပြီးခေါင်းကိုတခြားတစ်ဖက်ကိုပြန်လှည့်လိုက်ပါတယ်အလင်းနာတော်စင်ကရှက်ကိုရှက်ကန်ဖြစ်စွာနဲ့တစီယာကိုပြောင်းမိလိုက်တယ်ပြောစင်တခင်ကတော့တစီယာကိုသူ့စီလာပြီးပူပေါင်းမှုဖိတ်ခေါ်နေတယ်တစီယာပြေဖို့လုပ်နေချိန်မှာပဲအတန်တစ်ခုကထွက်ပေါ်လာပြီးပောက်ကွဲတန်တစ်ခုဖြစ်ပေါ်လာတယ်အားလုံးကဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိဖို့ကြည့်လိုက်ကြပြီးအလန့်တကြားဖြစ်သွားကြတယ်။ပန်းရောင်နဲ့မင်္ဂလိကပြောလိုက်တယ်။နေပါဦးငါတို့ရဲ့အရေးကဘာရဲ့ဥဒိချက်တောင်းကိုရှင်းပြီးသားမဟုတ်ဘူးလား။ငါတို့တွေငကားကြီးကိုနှိမ်နှင်းခဲ့တာပဲ။အစ္စတမန်ဘီယန်ကပြောတယ်။ငါတို့တွေမပြီးမြောက်ခဲ့တာဖြစ်နိုင်လား။တစီရကပြန်ဖြစ်ကျွန်တော်ကတော့လုံးဝပြီးမြောက်ခဲ့တယ်ထင်တာပဲ။ပြောတဲ့တခင်ကလည်းအလန့်တကြားပြောတယ်။ဒါကမဖြစ်နိုင်ဘူး။ငါကိုယ်တိုင်သူ့ကိုတေးမတေးဒီပြူခဲ့ဒီအချိန်မှာပဲပြောတဲ့တခင်ကတခုခုကိုတင်းမိသွားခဲ့တယ်။အားလုံးကသူ့ကိုဝိုင်းမင်းမင်းကြတဲ့အခါသူကပြန်ဖြစ်နှလုံးကြောင့်ဖြစ်နိုင်တယ်။ငါဟိုးရင်တော့ငါပတ်ပူးတဲ့စာအုပ်ထဲမှာနှလုံးကအင်ဂျင်တစ်ခုနဲ့တူတယ်လို့မော်ဆက်ဝိုင်းနေလေအလားတန်တူတယ်။အေယာမမန်နာတွေကခန္ဓာကိုယ်ကိုပြတ်တမ်းပြီးစက်ကြောင်းတွေကနေအဲ့ကိုဝင်ကြတယ်။ငကားတည်ဆုံးတဲ့အခါမှာတော့ဒါထိန်းချုပ်မှုမရှိတော့ဘဲမန်နာတိဆောက်မှုတွေစုပြုံလာတယ်။မင်းကဒါကိုအင်ဂျင်တစ်ခုလို့တွေးမယ်ဆိုရင်ထိန်းချုပ်မှုကင်းမဲ့ပြီးအပေါ်လွန်သွားတဲ့အခါဒါကအပေါ်လွန်တယ်လို့ဖြစ်လာမယ်။အဲ့အခါမှာဆိုရင်တော့ပန်းရောင်တဲ့မင်းကလေးကတော့ပြောတဲ့တခင်ကိုရှင်းရှင်းလင်းလင်းပြောဖို့ပြောဆိုနေတယ်။တစီယာကတော့ထပြီးပြောလိုက်တယ်။အပေါ်လွန်ခဲ့တဲ့အင်ဂျင်ကတေချာဘောပောက်ကွဲမှာအားလုံးကအံ့အားသင့်ကုန်ကြတယ်။ဘာလို့စောစောကမပြောရလဲလို့မေးတဲ့အခါသူသားသမိုင်းမှာငကားကောင်ကိုပထမဆုံးတက်ဖူးတာကြောင့်လို့ပြောတဲ့တခင်ကပြန်ပြေးတယ်။ပြောတဲ့တခင်ကဆက်ပြီးပြောတယ်။မန္နာတိဆောက်ပုံဖောက်ကွဲတော့မယ်။ဒါကအစ်ခုနှစ်မော်နဲ့တူတူပဲမဟုတ်ဘူး။အထထောင်ပိုသေးတယ်။ဒီလိုစောမျိုးကတွေးကြည့်လို့တော့ရနိုင်တဲ့အရာမျိုးမဟုတ်ဘူး။မယုံနိုင်ရပဲ။ကန်ဆိုးတာပဲ။အစိုးဆုံးကိုရင်ဆိုင်မှုငါတို့ပြင်ဆင်ထားရမယ်။ပြောနေချိန်မှာပဲအလင်းတန်းတစ်ခုကကောင်းကင်ထဲကိုထိုးတက်သွားပြီးအပြင်းထန်ဆုံးပောက်ကွဲမှုကြီးတစ်ခုပေါ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့ဆူတောင်းတဲ့သူတွေကဆူတောင်းနေကြပြီးအဆုံးသက်လာဆိုတော့ကိုတွေးနေတဲ့သူတွေကတွေးနေကြပါတယ်။တစီယာကတော့နှလုံးကိုမှိတ်ထားပြီးသူ့ရဲ့လက်တွေကိုပြန်ကိုကြည့်လိုက်တယ်။ဒီအချိန်မှာငရွယ်တဲ့လက်တစုံကိုတွေးလိုက်ရတယ်။ကောင်လေးတယောက်ကသူ့လက်ကိုသူကြည့်ပြီးအံ့အားသင့်နေခဲ့တယ်။သူကမှန်ရင်တက်ဆင်ထားတဲ့အဆောက်အဦတစ်ခုရှိမှရပ်နေခဲ့တယ်။မှန်လေးကိုကြည့်လိုက်ချိန်မှာတော့သူ့ကိုယ်သူပြင်မြင်တွေ့ရပြီးအံ့အားသင့်လာခဲ့ပါတယ်။